မင်္ဂလာပါရှင်ယနေ့ကြရောက်တဲ့အာဟာရဒါနအလှကတော့မအေးအေးသိမ့်မှလာစဉ်အလှဖြင့်လူဒန်းပေးသွားတာဖြစ်ပါတယ်ရှင်ကြက်လေပင်ယိုဟင်းဖြင့်ထမင်းတနတ်စာပါကုန်ကြငွေ3,500ကျပ်ဖြစ်ပါတယ်တာရုပါရှင်ယခုလိုမျိုးလာစဉ်လာတိုင်းလူဒန်းပေးတဲ့အတွက်အလှရှင်မအေးအေးသိမ့်လဲကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေအန္တရာယ်ကင်းဘေးရှင်ပါစေရှင်စီးပွားလက်လာပါများလဲပွင့်လန်းဝေစားကြပါစေအလုတ်ကင်ချမ်းစီများလဲအောင်မြင်ကြပါစေရှင်မရှိစကားမကြားရပါစေနဲ့အလှရေးဆက်လည်းနဲ့မကွာအမြဲမပြတ်လှူနိုင်တန်းနိုင်သောပုဂ္ဂိုလ်ထူးများလည်းဖြစ်ကြပါစေရှင်ရရှိပြီးသောစီစဉ်ရတနာဥစ္စာအပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေသူတော်ကောင်းများလည်းဆောင်ရှောက်ကြပါစေရှင်ရတနာရွှေငွေဥစ္စာပစ္စည်းများလည်းဝင်လာမစဲတဲ့တဲ့ဖြစ်ကြ၍အိမ်အပြည့်ငွေရှမ်းပြီးကောင်းမှုကုသိုလ်များကိုလည်းစင်ကဲပြုလုပ်နိုင်ကြပါစေရှင်နတ်လူသူတော်ကောင်းအပေါင်းတို့ကလည်းချစ်ခင်ဆောင်ရှောက်ကြပါစေကကြီးသုံးပါပေရန်သူမျိုး၅ပါးဘေးရန်များမှလည်းကင်းလွတ်ကြပါစေရှင်ရေလိုအေး၍ပန်းလိုလန်းဆန်းသောဘဝများကိုလည်းပိုင်ဆိုင်ကြပါစေကောင်းသောဂုဏ်သတင်းများနဲ့လည်းမွေးပြန့်ကြော်သောပါစေလို့ကျမတို့ရွှေရောင်နှလုံးသားမိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်အခုဆိုရင်တော့ channel ကဂိလာနာတရွဆွဲခွေကလေးများရဲ့ထမင်းစားချိန်ပဲဖြစ်ပါတယ်ရှင်လှူဒန်းမှုအတွက်ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်